တချိန်လုံးကပေါ့တောင်လေဝန်းရံထားတဲ့ရွာငယ်လေးတစ်ရွာမှာမောင်မောင်ဆိုတဲ့အသက်24နှစ်အရွယ်လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်မောင်မောင်ဟာအမြဲတမ်းစိတ်ပူပန်မှုတွေများနေတဲ့သူပါသူ့ရဲ့စိတ်ထဲမှာတစ်နေ့လုံးအတွေးပေါင်းစုံဝင်လိုက်ထွက်လိုက်နေပါတယ်ဒီအတွေးတွေကသူ့ကိုမအီမသားဖြစ်စေပြီးပင်ပန်းလွမ်းနေစေခဲ့ပါတယ်အတိတ်ကိုစိတ်မကောင်းဖြစ်နေရတယ်လို့အနာဂတ်အတလည်းအမြဲတမ်းစိုးရိမ်ပူပန်နေခဲ့တယ်သူ့ရဲ့စိတ်ဟာတကယ်ကိုလေမုန်တိုင်းတစ်ခုလိုပါပဲစိတ်ငြိမ်သက်မှုမရှိဘူးကောင်းကောင်းမအိပ်ပျော်နိုင်ဘူးရေမောဖို့တောင်မေ့နေခဲ့ရပါတယ်ဒီလိုနဲ့တရက်မှာတော့မောင်မောင်ဟာတောင်ကုန်းတွေပေါ်ကအဝေးကနေရာကရွာတရွာအကြောင်းကိုကြားခဲ့ပါတယ်အဲ့ဒီရွာမှာပညာရှိတဲ့အဖိုးအိုတူဦးနေထိုင်တယ်လို့လူတွေကပြောကြပါတယ်အဲ့ဒီအဖိုးဟာအရင်ကမြို့မှာနာမည်ကြီးစိတ်ပညာရှင်တယောက်ဖြစ်ခဲ့ဘူးပြီးလူအများကြီးကိုစိတ်ငြိမ်းချမ်းမှုရှာဖွေနိုင်အောင်ကူညီပေးခဲ့ဘူးသူပါမောင်မောင်ဟာစိတ်ဝင်စားသွားပြီးမျှော်လင့်ချက်တွေရှင်သန်လာခဲ့တယ်ဒီပညာရှိကြီးဟာနတ်စိတ်ကိုငြိမ်းချမ်းအောင်ကူညီပေးနိုင်လိမ့်မယ်လို့တွေးပြီးသူ့ကိုသွားတွေ့ဖို့ဆုံးဖြတ်လိုက်တယ်ခကြီးပန်းပြီးပင်ပန်းနဲ့ရက်ပေါင်းများစွာရှောက်ပြီးတဲ့နောက်မှာတော့မောင်မောင်ဟာတောင်ကုန်းပေါ်ကရွာလေးကိုရောက်ရှိလာခဲ့ပါတယ်ရောက်တဲ့အခါမှာတော့တစ်ပင်ပန်းပင်တွေနဲ့ဖုံးလွှမ်းနေတဲ့အင်္ဂလိပ်တစ်လုံးကိုသူတွေ့လိုက်ရပါတယ်အိမ်ရှိဝရင်ဒါပေါ်မှာတော့အဖိုးတယောက်ဟာမျက်လုံးတွေကိုမှိတ်ပြီးငိမ့်သက်စွာထိုင်နေပါတယ်သူ့မျက်နှာမှာငြိမ်းချမ်းမှုအပြည့်နဲ့ပေါ့မောင်မောင်ဟာအဖိုးနားကိုထိုးသွားပြီးငြိမ်းတန်းစွာပြောလိုက်ပါတယ်အဖိုးကျွန်တော်စိတ်ကအယမ်းကိုမငြိမ်းမသက်ဖြစ်နေပါတယ်အတွေးတွေကိုရပ်တန့်လို့မရဘူးကျွန်တော်ရဲ့နှလုံးသားမှာငြိမ်းချမ်းမှုလိုချင်ပါတယ်အဖိုးကူညီပေးနိုင်မလားအဖိုးဟာဖြည်းဖြည်းချင်းမျက်လုံးဖွင့်ပြီးတီငိန်တဲ့အပြုံးတစ်ခုကိုပြုံးပြပါတယ်အေးမင်းကငြိမ်းချမ်းရေးကိုရှာနေတာကိုကောင်းပြီငါနဲ့တူလိုက်ခဲ့မင်းကိုအလုပ်တစ်ခုပေးမယ်လို့အဖိုးကပြန်ဖြေလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အဖိုးဟာမောင်မောင်ကိုသူ့ရဲ့ခြံဝန်းလေးကိုခေါ်သွားပါတယ်သူဟာဖန်းခတ်တစ်ခွက်ကိုရေရီပြည့်ရှံလို့နီးပါအထိဖြည့်လိုက်တယ်ဖန်းခတ်ကိုခဏလေးလွတ်လိုက်တာနဲ့ရေရီဖြည့်ချသွားနိုင်ပါတယ်အဲ့ဒီဖန်းခတ်ကိုမောင်မောင်လက်ထဲပေးလိုက်ပြီးဒီကနေရွာအစွန်တီလမ်းလျှောက်ပြီးပြန်လာဟစ်ဒါပေမဲ့တတိထားရမယ်နော်ရေ14တောင်မှဖြေးမချစေရဘူးလို့အဖိုးကပြောလိုက်ပါတယ်မောင်မောင်ဟာအံ့ဩသွားပေမဲ့အကောင်းဆုံးစူးစမ်းခြင်းတဲ့အတွက်ဒီဆိုင်ခေါ်မှုကိုလက်ခံလိုက်တယ်မောင်မောင်ဟာဖန်းခတ်ကိုအလွန်ဂရုစိုက်ပြီးတလန်းစင်ဖြည်းဖြည်းချင်းစလျှောက်ပါတော့တယ်လမ်းကတော့ကျင်းမြုံတဲ့လူတွေနဲ့စူရန်တန်တွေနဲ့ပြေးနေပါတယ်လူအချို့လမ်းလျှောက်နေကြတယ်လို့အချို့ကပြေးနေကြတယ်ဆိုင်ပိုင်ရှင်တွေကလည်းဧည့်သည်တွေကိုအော်ခေါ်နေကြတယ်ခွေးတွေကလည်းဟောင်းနေကြတယ်ဒါပေမဲ့မောင်မောင်ဟာပတ်ဝန်းကျင်ကိုလုံးဝလွှဲ့ကြည့်ခဲ့ပါဘူးသူ့ရဲ့မျက်လုံးတွေဟာဖန်းခတ်ပေါ်မှာသာအာယုံစိုက်ထားခဲ့တယ်သူဟာဖြည်းဖြည်းဂရုစိုက်ပြီးရှောက်ခဲ့တယ်လူတွေကသူ့ကိုအန်အောတကြီးကြည့်ခဲ့ပေမဲ့အရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုသင်ယူနေတာကိုသိတဲ့အတွက်ဘသူမှသူ့ကိုအနှောင့်အယှက်မပြေးခဲ့ပါဘူးနောက်ဆုံးမှာတော့မောင်မောင်ဟာအဖိုးစီကိုပြန်ရောက်လာခဲ့တယ်အဖိုးကျွန်တော်လုံနိုင်ခဲ့ပါတယ်ရေ14တောင်မျက်ဖြေကြပါဘူးလို့ပြောလိုက်ပါတယ်အဖိုးကပြုံးပြီးခေါင်းငိမ်ပါတယ်ပြီးတော့သူကမေးပါတယ်ကောင်းပြီဒါပေမဲ့ငါ့ကိုပြောစမ်းလမ်းပြေးမှာစော့နေကြတဲ့ကလေးတွေကိုတော့မင်းမြင်ခဲ့သလားခွေးတွေဟာဟောင်းနေတာကိုတော့မင်းကြားခဲ့သလားမောင်မောင်ကအန်အောတကြီးနဲ့မမြင်မကြားခဲ့ပါဘူးအဖိုးကျွန်တော်ရေခွက်ပေါ်မှာပဲအာယုံအပြည့်စိုက်ထည့်တာလို့ပါလို့ပြန်ဖြေလိုက်ပါတယ်အဖိုးဟာထပ်ပြီးပြုံးလိုက်တယ်ပြီးတော့ညှိုးညံ့စွာပြောလိုက်တယ်ဒါလာပဲလူပါချက်ပေါ့ကွယ်မင်းရဲ့စိတ်ကဖြစ်စုပန်းအချိန်မှာတည်ငြိမ်တဲ့အခါမှာအဲ့ဒီနေရာမှာစိုးရိမ်ချောက်ရမှုတွေနဲ့ရှော့ဖွေးမှုတွေမလွန်အပ်တဲ့အတွေးတွေအတွက်နေရာမရှိတော့ပါဘူးမင်းဟာဖန်းခတ်ထဲကရေချမ်းကိုပဲတွေးနေတဲ့အချိန်မှာမင်းရဲ့စိတ်ဟာလုံးဝကိုတိတ်ဆိတ်သွားခဲ့တယ်အဲ့ဒီအချိန်မှာမင်းဟာအတိတ်အတွက်ဝမ်းနဲ့မနေဘူးအနာဂတ်ကိုလည်းကြောက်မနေခဲ့ဘူးမောင်မောင်ဟာဖြည်းဖြည်းချင်းနားလည်လာခဲ့တယ်သူရှာဖွေနေတဲ့ငင်းချမ်းရေးဆိုတာဒါပဲဖြစ်ခဲ့တာအဖို့အခုကျွန်တော်နားလည်ပါပြီကျွန်တော်စိတ်ကိုငြိမ်းသက်စေခြင်းရဲ့ဖြစ်စုပ်ပတ်အချိန်မှာပဲကျွန်တော်စိတ်ကိုထားရမှာပါနော်အဲ့ဒီခါမှာဒါတကယ့်ငြိမ်းချမ်းရေးရောက်လာမှာပါအဖိုးကပြုံးလိုက်တယ်နေကလည်းတဖြည်းဖြည်းနဲ့ဝင်သွားပါပြီမောင်မောင်ဟာအိမ်ပြေးဖို့ရှောင်းလန်းစတင်ရှောက်လာခဲ့ပါတယ်ဒါပေမဲ့သူဟာအရှင်ကလိုစိတ်မငြိမ်မသက်ဖြစ်နေတဲ့လူငယ်လေးတယောက်မဟုတ်တော့ပါဘူးသူ့လက်စိတ်ကိုဘလို့ထိန်းချုပ်ရမယ်ဆိုတာသိသွားတဲ့အတွက်အတွင်းစိတ်ကနေငြိမ်းချမ်းမှုရရှိနေခဲ့ပါတယ်ဇလန်လီကိုသဘောကျတယ်ဆိုရင် like လုပ်ပြီးတငယ်ချင်းတွေကိုဝေယျပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်စိတ်ခွန်အားပေးတဲ့ဇလန်မြတ်အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လာမယ့်ဇလန်အသစ်သင်ခန်းစာအသစ်နဲ့ပြန်လည်ဆုံတွေ့ပါအောင်မယ်
ပရိသတ်အားလုံးစိတ်ချမ်းသာကိုချမ်းသာစွာနဲ့ငြိမ်းချမ်းစွာနေထိုင်နိုင်ကြပါစေခင်ဗျာ